ဒီဟာငါ့ဥလာဆက်ပဲဆိုတော့ပြုတ်လိုက်မယ်အေးညီနာလေးနည်းနည်းပျောက်သွားပြီးကြမှာတရုပ်လိုချစ်ပြန်ပြီးတော့ချစ်စားမယ်ညီနာပျောက်တော့ဂျင်းရဲ့စွန်လုံးရဲ့စားလေးနဲ့ပြုတ်ထားတာ15မိနစ်လောက်ပြုတ်လိုက်မယ်ဒါငါ့ဥကို15မိနစ်လောက်ပြုတ်ပြီးတဲ့အနေထားမီအီအီလေးနဲ့ပဲဖြည်းဖြည်းချင်းပြုတ်ရအောင်မဟုတ်လို့ရှိရင်ငါ့ဥကြီးကြေသွားတတ်တယ်နော်ဆိုတော့တကယ်တော့မပြုတ်ရင်လည်းရတော့ရတယ်နော်ကိုကြိုက်တယ်လို့ဒါကတော့ဟိုညီနာပျောက်ချင်တယ်ဆိုလို့ရှိရင်တော့ခဏလေး15မိနစ်လောက်ပြုတ်တာကောင်းတယ်ဒီတိုင်းပဲအဆင်ပြေတယ်ဆိုလို့ရှိရင်တော့မပြုတ်လေရဒါချစ်တုံပြူစီတက်ထားတာနော်ရောင်တင်မုံနဲ့ထဲရောင်တင်မုံပြီးလို့ရှိရင်တရုံရုပ်ဒီကြော်နဲ့ဒီဇွန်ထပ်ထဲနော်နောက်ထပ်တရုံရုပ်ဒီကြော်ဇွန်ထပ်ထဲဆူဆူပေါင်းနှစ်စုံပေါ့နှစ်စုံထည့်ထားနော်ဒီမှာငါးဦးထဲတော့မယ်နော်ငါးဦးตาလေးပဲထဲနော်မမွှေရအောင်နော်ထည့်ပြီးလို့ရှိရင်မမွှေရမယ်ဂျင်ဂျာကာလီစပေ့နည်းနည်းထည့်မယ်နော်ဗနီဂါလေးနည်းနည်းထည့်မယ်ဗနီဂါထည့်ထားရနော်ပြီးလို့ရှိရင်ဆွေးဆော့လေးနည်းနည်းထည့်မယ်ဆွေးဆော့ငမ်းပြရပေါ့ငမ်းပြလေးနည်းနည်းထည့်မယ်ပြီးလို့ရှိရင်ကြက်သွန်နီထည့်မယ်ခရုစီငရုတ်ကောင်းလည်းထည့်ရနော်ငရုတ်ကောင်းထည့်ပြီးသွားပြီကျတော့နီကနည်းနည်းနုံးလာပြီရှင်တော့ခရမ်းကျင်ဒီအခုံပဲထည့်မယ်နော်အထက်ကအစီတွေပါလို့မရဘူးနော်ထည့်မယ်ငရုတ်ကောင်းလည်းထည့်ထားပြီးသားနော်ညင်ချမောစားတော့စက်သားမဟုတ်လည်းနည်းနည်းထည့်နော်စက်သားမဟုတ်လည်းနည်းထည့်ထားဆိုတော့အနေထားတော့ဒီလိုဖြစ်သွားပြီနော်နေသားစီလိုဖြစ်တော့ကျက်သွားပြီသူကချလို့ရပြီနန်းနန်းပင်အုပ်ပြီးတော့မှချတော့မယ်နော်ငါ့ဦးလည်းကျက်ခင်ဗျာကျင်သေးလည်းကြာချစ်စရာမလိုဟောအနေတော့ဖြစ်သွားပြီဆိုတော့နန်းနန်းပင်အုပ်မယ်နော်ဒီချတော့မယ်နန်းနန်းပင်နဲ့တောက်ဆင်းပြီးတော့မှအုပ်နော်တာတက်သွားပြီနန်းနန်းပင်လည်းအုပ်ပြီးသွားပြီဆိုတော့မကြည့်လိုက်ဒီလိုလေးနော်ဆိုတော့အနာရတာတော့စပယ်ရှယ်